ဒီနေ့ကျွန်တော်တို့လက်လံစူးစမ်းဖို့ချထားတဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ခင်ဗျာ ဟုတ်တယ်ရှင် လူတစ်ယောက်ရဲ့တွေးခေါ်ပုံကိုလုံးဝပြောင်းပြန်လန်ပစ်တိုင်တယ်လို့ဆိုတော့စာအုပ်22ရဲ့အနှစ်ချုပ်လေးပါ ဟုတ်တယ်ရှင် ဒီစာအုပ်တွေကနေအတွေးခေါ်ပြောင်းသွားစေတဲ့အဓိကအချက်တွေကိုထုတ်နှုတ်ပြီးတော့လေသူတို့အားလုံးကိုပေါင်းကြည့်လိုက်တဲ့အခါဘယ်လိုပုံစံအသစ်တစ်ခုထပ်ပေါ်လာမယ်ဆိုတော့ကိုရှာဖွေကြည့်ကြမှာပါ ဟုတ်ကဲ့ဒီလိုစာအုပ် list ရဲ့တကယ်တန်ဖိုးကစာအုပ်တဲ့အုပ်ချင်းစီမှာခြိပဲမဟုတ်ဘူးရှင်အားလုံးကိုခြုံကြည့်လိုက်တဲ့အခါမှာပေါ်လာတာမျိုး ဟုတ်ကဲ့ အောင်မြင်မှုလူစိတ်လူဖွဲ့စည်းကိုကျွန်တော်တို့ဘယ်လိုရှုမြင်ကြလဲဆိုတဲ့ခေတ်တဲ့အတွေးခေါ်တွေအတွက်လမ်းညွှန်မျိုးပုံတစ်ခုလိုတောင်ထိနေတာပေါ့ ကောင်းပြီလေဒါဆိုပထမဆုံးအပိုင်းနဲ့အောင်မြင်မှုကြောင်ပို့ကြရအောင်ကျွန်တော်တို့အောင်မြင်ဖို့ဆိုရင်ပါရမီပါတယ်ရေချင်းရှိတယ်ဆိုတာတွေကအရေးကြီးဆုံးလို့ထင်တာကိုစိုင်းခေါ်တဲ့စာအုပ်တွေနဲ့စကြည့်ခြင်းပါတယ် Angela Duckworth ရဲ့ Grit ဆိုတဲ့စာအုပ်ကအဲ့ဒီအယူဆကိုတက်တက်တိုးတာပဲ ဟုတ်တယ်သူကမွေးရပါအရေးချင်းထက်ဇွဲလုံးလဝိရိယကအောင်မြင်မှုအတွက်အများကြီးပိုအရေးကြီးတယ်လို့ပြောထားတယ်ခင်ဗျာ အဲ့ဒီ Grit ဆိုတဲ့ဇွဲရှိဖို့အတွက်အခြေခံလုံးမဲ့အတွေးခေါ်တစ်ခုကို Carol Drake ကသူ့ရဲ့ mindset ဆိုတဲ့စာအုပ်ထဲမှာရှင်းပြထားတယ်ရှင်သူက mindset နှစ်မျိုးကိုယင်ပြတယ်တစ်ခုက fixed mindset ဟာဟုတ်တယ် ကိုယ့်ရေချင်းတွေကမွေးကလေးကပါလာတာပြောင်းလို့မရဘူးလို့ယုံကြည်တာမျိုးပေါ့ဒီတော့ရှုံးလို့ရင်ငါကညံ့လို့ပဲဆိုပြီးလက်အောင်လိုက်ရောဟုတ်တယ်ဒါပေမဲ့ growth mindset ကတော့စန့်ကျင်ဘက်ပဲစူးစမ်းရင်လေ့ကျင့်ရင်ဘယ်ရာမဆိုတိုးတက်နိုင်တယ်လို့ယူဆတယ်ဒီလိုတွေးလိုက်တော့ရှုံးနေမှုဆိုတာကိုယ့်ကိုအရှက်ခွဲဖို့မဟုတ်ပဲသင်ယူဖို့အခွင့်အရေးတွေထက်လာတာပေါ့ မှန်ပါတယ် ဒီစာအုပ်နဲ့အုပ်ကိုပေါင်းလိုက်ရင်ဇွဲ grit ဆိုတာကြီးပွားတိုးတက်လို့စိတ် growth mindset ကနေလာတယ်လို့ပြောလို့ရမလားခင်ဗျာ အတိအကျပဲရှင်အဲ့ဒီလိုစ조사အားထုတ်မှုကနေရလာတဲ့အကောင်းဆုံးအခြေအနေကိုမီဟာလီ6 မီဟာလီက flow လို့နာမည်ပေးထားတယ် flow flow ဆိုတာကကိုလုံနေတဲ့အလုပ်ထဲမှာအာယုံအပြည့်နဲ့နှုတ်ဝင်သွားပြီးအချိန်ဘလို့ခုန်သွားမှတောင်မသိလိုက်တဲ့ခံစားမှုမျိုးလေကိုယ့်ရဲ့အရေးချင်းနဲ့အလုပ်ရဲ့စိန်ခေါ်မှုကကွက်တိကျနေတဲ့အချိန်ပေါ့ ဟုတ်တယ်ဒါပေမဲ့အဲ့ဒီလို flow အခြေအနေတွေကိုဝန်မှုစူးစမ်းတိုင်းမှာတားဆီးတဲ့အရာတခုအမြဲရှိနေတယ် Stephen Pressfield ရဲ့ The War of Art ဆောင်းမှာအဲ့ဒါကို resistance လို့ခေါ်တယ် resistance ဖန်တီးမှုတစ်ခုခုအရေးကြီးတဲ့အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုလဲအဲ့ဒီပြင်းကျင်တဲ့စိတ်ကြောက်တဲ့စိတ်နောက်မှလှုပ်ချင်တဲ့စိတ်ကပေါ်လာတော့ထားမလူတွေကအရှုံးပေးသွားတယ်မယ်ပညာရှင်စင့်လူတွေကတော့နေတိုင်းအဲ့ဒါကိုရင်ဆိုင်ကြော်လွှားတယ်လို့သူဟာဆိုတယ်အဲ့ဒီ resistance ဆိုတဲ့အယူဆကတကယ်ကိုလက်တွေ့ကြတယ် ဟုတ်တယ်အဲ့ဒီ resistance ကိုရင်ဆိုင်တဲ့နေရာမှာရှေးအောင်အတွေ့အခေါ်တစ်ခုကတော်တော်အသုံးဝင်နေရှင် William Irvine ရဲ့ The Stoic Challenge ပါ Stoic ဒေါရှနာအကြောင်းလား ဟုတ်ပါတယ်သူကဘဝမှာကြုံရတဲ့အခက်အခဲတွေကိုဝန်းထုတ်ဝန်ဖို့လို့မမြင်ပဲကိုစမ်းတက်တဲ့စိန်ခေါ်မှုတစ်ခုဖြစ်ရှုမြင်ဖို့တင်ပေးတယ်သူပြောတဲ့ Stoic test ကစိတ်ဝင်စားဖို့ကောင်းတယ်မကောင်းတဲ့ကိစ္စတစ်ခုဖြစ်လာရင်9မိနစ်အတွင်းမှာ Okay ဒါကစက်ကြော်ဝလာကြီးကငေါ့ရင်ညံမီငါနဲ့ကြန့်ခိုင်မှုကိုစမ်းတက်နေတာပဲလို့ပြန်တွေးခိုင်းတာ အမြင်ကိုပြောင်းလိုက်ကပေါ့နော်ဒီလိုတွေးလိုက်ရင်ပြဿနာကိုဒေါသနဲ့မတုံ့ပြန်တော့ပဲဖြေရှင်းဖို့အာရုံစိုက်လာနိုင်တယ်ပေါ့ အဲ့ဒါပဲ ကြီးမားတဲ့အလုပ်တွေနဲ့ကြုံလာတဲ့အခါမှာလဲ Anne Lamott ရဲ့ Bird by Bird မှာပါတဲ့အကြံပေးချက်ကအသုံးဝင်နေဗျာ အဲ့ဒါလေးကချစ်စရာကောင်းတယ် ဟုတ်တယ်သူ့အကူငယ်ငယ်ကငှက်ဒီအကြောင်းစာတန်းတစ်ဆောင်ရေးရမှာဘယ်ကစလို့အမှန်းမသိလို့ခေါင်းချောက်နေတော့သူ့ဖေကဒါရဲ့တခေါင်းချင်းစီတာကြည်ပြီးရေတခေါင်းချင်းစီပဲလို့အကြံပေးခဲ့တဲ့ပုံမြင်လေးကနေစင်တက်လာတာ ဆိုလိုတာကကြီးမားတဲ့ပန်းတိုင်ကိုကြည့်ပြီးကြောက်မနေနဲ့ ဟုတ်ကဲ့ကိုလုံနိုင်တဲ့တဆင်ချင်းတပိုင်းချင်းကိုပဲအာရုံစိုက်လုပ်သွားဖို့ပဲ ဒီအပိုင်းမှာနောက်ဆုံးအနေနဲ့ Michael Lewis ရဲ့ Moneyball ကိုကြည့်အောင်ရှင်ဒီစာအုပ်ကအပေါ်မှာပြောခဲ့တဲ့အချက်အလုံးကိုအဖွဲ့အစည်းအစ်စ်မှာဘယ်လိုအသုံးချမလဲဆိုတာပြသွားတာပဲ baseball တင်ဇလန်နော် ဟုတ်ကဲ့ baseball တင်တဲ့ကငွေမသုံးနိုင်ပေမဲ့အချက်အလက် analytics တွေကိုသုံးပြီးတမိုင်းအောင်ချတွေးခေါ်ပုံတွေကိုစိန်ခေါ်ခဲ့တယ်အားလုံးကဒီကစားသမားကကြည့်လို့မကောင်းဘူးသူ့ပုံစံကမဟုတ်ဘူးလို့ပြောနေချိန်မှာသူတို့ကဒါပေမဲ့ကနန်းတွေကတော်ရီတို့ပြနေတယ်ဆိုတဲ့အချက်ကိုဇွေးရှိရှိယုံကြည်ခဲ့တယ်ဒါဟာ grade ကိုအဖွဲဆွေးလိုက်ကျင့်သုံးလိုက်တာပဲ အတိကျပဲတကယ်လို့တခြားလူတွေအားလုံးမားနေရောဆိုတဲ့မေးခွန်းကိုမေးရတဲ့တတ်တီပေါ့ ဒါတွေကိုခြုံကြည့်လိုက်တော့အောင်မြင်မှုဆိုတာကန်တရားတို့မွေးရပါပါမီတို့လိုမော်ဆန်းတဲ့အရာမဟုတ်ပဲနေ့စဉ်နဲ့အများကျင့်သုံးရမယ်စိတ်ပိုင်းဆိုင်ရာအလေးကျင့်နည်းရဲ့ရလက်ဖြစ်တယ်ဆိုတဲ့သဘောထွက်လာတယ်ဗျာ ဟုတ်တယ် growth mindset ကိုမွေး resistance ကိုနေတိုင်းတိုက်အခက်ခဲကိုစင်ခေါ်မှုအဖြစ်မြင်ပြီးအလုပ်တွေကိုတဆင်ချင်းလို့တွားဖို့ပဲဒါဟာလုပ်ငန်းစဉ်တစ်ခုပဲရှင် ကဲအောင်မြင်မှုအတွက်စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကအရေးကြီးတယ်ဆိုတာကိုကျွန်တော်တွေ့ခဲ့ရပြီဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်တွေချတဲ့ကျွန်တော်တို့ရဲ့ဦးနောက်ကိုယ်တိုင်ကတော့ဘယ်လောက်ထိယုံကြည်ရလဲ အဲ့ဒါကစိတ်ဝင်စားစရာမိကုန်းပဲတကယ်လို့ကျွန်တော်တို့ဦးနောက်မှာထင်မထားတဲ့အမှားယွင်းတွေအများကြီးရှိနေတယ်ဆိုတာကိုနောက်စာအုပ်တွေကဖော်ပြနေတယ်ရှင် ဟုတ်တယ်ဒီနေရာကတကယ်ကိုမျက်စိပွင့်စေတဲ့အပိုင်းပဲ Annie Duke ရဲ့ Thinking in Bets နဲ့စာကြည့်အောင်သူကပိုကချန်ပီယံတရားလေး ဟုတ်ပါ သူပြောတာကကျွန်တော်တို့ကဆုံးဖြတ်ချက်တစ်ခုရဲ့အရေးအသွေးကိုသူ့ရဲ့ရလဒ်နဲ့တိုင်းတာလေးရှိတယ်
ဒါကမားတယ်တဲ့ ဆိုလိုတာက ကောင်းတဲ့ဆုံးဖြတ်ချက်ကမကောင်းတဲ့ရလဒ်ထွက်နိုင်တယ်လို့မကောင်းတဲ့ဆုံးဖြတ်ချက်ကလည်းကံကောင်းပြီးရလဒ်ကောင်းထွက်သွားနိုင်တယ်လေအရေးကြီးတာကဆုံးဖြတ်ချက်ချခဲ့တဲ့လုပ်ငန်းစဉ်ကဘယ်လောက်ကောင်းလဲဆိုတာပဲ အဲ့ဒါကသဘောရအယောရမန်တဲ့ရှင်ဒါပေမဲ့ Jonathan Haidt ကသူ့ရဲ့ The Righteous Mind စာအုပ်ထဲမှာအဲ့လိုမလွယ်ဘူးလို့ပြောလိမ့်မယ်သူကကျွန်တော်တို့ရဲ့ကြိုးကြောင်းစင်ကြံတုံများဆိုတာအမှန်တရားကိုရှာဖွေတဲ့တိဖန်ပညာရှင်တယောက်လို့မဟုတ်ဘူးတဲ့ ဒါဆိုဘယ်လိုပြောလဲခင်ဗျာ ကိုယ့်ရဲ့စိတ်ခံစားမှုကဆုံးဖြတ်ပြီးသားအရာကိုကောက်ကွယ်ပြီးတဲ့သတင်းထုတ်ပြန်ရဲ့အတွင်းဝင်ဒါမှမဟုတ်ရှေ့နေတယောက်လိုပဲအလုပ်လုပ်တယ်လို့ဆိုတယ် ဟာသတင်းထုတ်ပြန်ရေးအတွင်းဝင် ဟုတ်တယ်ဦးနှုတ်ထဲမှာစိတ်ခံစားမှုဆိုတဲ့စင်ကြီးတစ်ကောင်ရှိပြီးကြိုးကြောင်းစင်ကြင်မှုဆိုတဲ့လူကအဲ့ဒီစင်ပေါ်မှာထိုင်နေတဲ့စင်ဦးစီးလေးနဲ့တဲ့စင်ကသွားခြင်းတဲ့ဘက်ကိုသွားမှာပဲအပေါ်ကလူကဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်ကိုသွားတာကတော့ဘာကြောင့်ဖြစ်ပါတယ်ဆိုပြီးလိုက်ရှင်းပြနေရတာမျိုးပေါ့ ခဏလေးအဲ့ဒီလိုဆိုရင်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေအားလုံးကစိတ်ခံစားမှုရဲ့လက်အောက်ခံတတ်ပဲလားဒါဆို thinking in bets မှာပြောတယ်လို့ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်ကိုဘယ်လိုလုပ်ပြီးပိုကောင်းအောင်လုပ်နိုင်မှာလဲ အဲ့ဒါကအချက်ပဲရှင် hate ကလုံးဝမဖြစ်နိုင်ဘူးလို့မပြောပါဘူးဒါပေမဲ့ကိုဦးနှုံးရဲ့အဲ့ဒီလိုအားနည်းချက်ကိုရင်ဟုန်တီးဖို့လိုတယ်လို့သူကထောက်ပြတာ ကိုတတိထားမိဖို့လိုတယ်ပေါ့ ဟုတ်ပါတယ်နောက်ဒီ Jennifer Eberhardt ရဲ့ bias စာအုပ်ကလည်းအဲ့ဒီအားနည်းချက်ကိုပဲထပ်မိမောင်းထိုးပြတယ်ဘက်လိုက်မှုဆိုတာလူယုမာတွေမှာပဲရှိတာမဟုတ်ဘူးကျွန်တော်တို့အားလုံးမှာမသိစိတ်ကဘက်လိုက်မှု implicit bias တွေရှိနေတယ်တဲ့ ဥပမာ ကိုလူမျိုးတဲ့မျက်နာကိုတခြားလူမျိုးတွေရဲ့မျက်နာတဲ့ပိုလွယ်ကူကူမှတ်မိတာမျိုးပေါ့ဒါကကျွန်တော်တို့ဦးနောက်ကလမ်းဖြတ် shortcut တွေတုံးပြီးအလုံးလုံးလို့ဖြစ်တာဒါကိုသိရှိနားလည်ခြင်းကပြုပြင်ဖို့အတွက်ပထမဆုံးခြေလှမ်းပဲရှင် ဦးနောက်ကိုအလုံးအမားစေတဲ့နောက်အကြောင်းရင်းတစ်ခုကတော့ရှားပါမှုပဲ Sandil Mulainathan နဲ့ Eldar Shafir တို့ရဲ့ scarcity စာအုပ်ကအချင်းတမဟုတ်ငွေလို့အရင်အမြစ်တစ်ခုခုရှားပါလာတဲ့အခါကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ဘယ်လောက်ကျဆင်းသွားလဲဆိုတာကိုရှင်းပြထားတယ် mental bandwidth လို့ခေါ်တာပေါ့နော် ဟုတ်တယ်ဥပမာဒီလန်တဲ့အိတ်လားဘလို့ပေးရမလဲဆိုတာကိုခေါင်းထဲမှာအပြည့်ထည့်ထားရလူတယောက်ဟာရေးရှေ့အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုကောင်းကောင်းမချနိုင်တော့ဘူးဒါကြောင့်စင်ရတဲ့လူတွေဆုံးဖြတ်ချက်မားတယ်ချတာကိုသူတို့ရဲ့စားရကြညံ့ပြင်းလို့မဟုတ်ပဲသူတို့ရင်ဆိုင်နေရတဲ့ရှလာပါမှုအခြေအနေအကြောင်းဆိုတာကိုနားလည်စေတယ် ဒီလိုဦးနှုံးနေဆိုင်တဲ့မာယွင်းနဲ့ယူဆချက်တွေကတရားစီရင်ရေး system လို့အရေးကြီးတဲ့နေရာတွေအကြီးရောက်ထားတဲ့အခါဘလောက်အန်တီရများလဲဆိုတာကို Adam Banfrado က unfair မှာဖော်ပြထားတယ် ။အိုးတရားစီရင်ရေးမှာလား ဟုတ်ကဲ့ဥပမာဂျူရီလူကြီးတွေကမျက်မြင်တတ်တဲ့တယောက်ကသူ့ထွက်ဆိုချက်ကိုယုံကြည်မှုရှိပြောပြရင်အမှန်လို့ထင်တတ်ကြတယ်ဒါပေမဲ့သူတေသနာတွေအရယုံကြည်မှုရှိခြင်းနဲ့တိကျမှန်ကန်ခြင်းကလုံးဝမသက်ဆိုင်ဘူးလေရှင် ဒါကတော်တော်နားကိုတာပဲ လူမြင့်ညင်ဆိုတာဗီဒီယိုကင်မရာလိုအတိအကျပြန်ဖွင့်လို့ရတဲ့အရာမဟုတ်ဘူးလေ ဒီရဒီအပိုင်းကိုခြုံလိုက်ရင်ကျွန်တော်တို့ဦးနောက်ကိုကျွန်တော်တို့ထင်လောက်မယုံကြည်သင့်မှုဆိုတဲ့သဘောပဲကိုအမြဲတမ်းမှန်တဲ့ဓမ္မတွေထန်ကြတယ်လို့ထင်မဲ့စားကိုမှလည်းမတိစိတ်ကပလိုက်မှုတွေစိတ်ခံစားမှုတွေလွိုင်းမိုးမှုတွေရှိနေတယ်ဆိုတာကိုလက်ခံဖို့တတိပေးနေတယ်လို့ပဲ ဟုတ်တယ်ကိုဦးနှုတ်ရဲ့အားနည်းချက်ကိုတီးပြီးဆိုတော့မှတခြားသူတွေနဲ့ပိုပြီးကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်မှာပေါ့ဒါကကျွန်တော်တို့ကိုနောက်တစ်ပိုင်းဖြစ်တဲ့လူမှုဖွဲ့စည်းတွင်ရှင်တန်နေထိုင်ခြင်းစီကိုခေါ်ထားတာပဲရှင် Adam Grant ရဲ့ Give and Take စာအုပ်ကလူမှုဆက်ဆံရေးကိုရှုမြင်ပုံအသစ်တစ်ခုပေးတယ်။သူကလူတွေကိုအဓိကအားဖြင့်၃မျိုးခွဲပြတယ်။ပေးခံသူ givers ရယူသူ takers နဲ့အပေးယူမြတ်တာသူ matchers ဟုတ်ပါတယ် စိတ်ဝင်စားစရာကောင်းတာကအောင်မြင်ဆုံးနေရာမှာတော့အရှုံးဆုံးနေရာမှာတော့ပေးခံသူတွေပဲဖြစ်နေတတ်တာ ဟုတ်တယ်အဲ့ဒါဘာလို့လဲဆိုတော့တချို့ givers တွေကကိုကာကွယ်ဖို့နေနေမတတ်မှတ်တတ်လို့ takers တွေရဲ့အတုံးချခံရပြီးအရှုံးဆုံးဖြစ်သွားတယ်အောင်မြင်တဲ့ givers တွေကတော့အကူအညီပေးပေမဲ့ကိုအတွက်လည်းပြန်ကြည့်တတ်တဲ့သူတွေပေါ့ ဆိုတော့အဲ့ဒီ takers တွေက Robert Cialdini ရဲ့ influence စာအုပ်ထဲကနီလန်ဒီကိုတဘာဝအတိုင်းကျွမ်းကျင်နေတဲ့သူတွေလို့ပြောလို့ရမလား အဲ့လိုပြောလို့ရတယ်ရှင်Cialdini ကလူတွေကိုသဘောတူလက်ခံလာအောင်စီးယုံးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာနေရာမှာချုပ်ခုနှစ်ခုကိုဖော်ထုတ်ခဲ့တယ်။အပြန်အလှန်ကူညီခြင်းရှားပါမှုဩဇာအာဏာရှိသူကိုယုံကြည်ခြင်းလို့အချက်တွေပေါ့။ဒါတွေကိုသိထားရင်ကိုကသူများကိုလွှမ်းမိုးဖို့သုံးလို့ရတယ်လို့သူများကကိုယ့်ကိုလွှမ်းမိုးဖို့စ조사နေတာကိုလည်းကောက်ွယ်နိုင်တယ် လူမှုရေးမှာနောက်တစ်ချက်ကလူစုလူဝေးပွဲတွေပဲကျွန်တော်တို့တက်ဖို့တဲ့ပွဲအများစုကဘာလို့ပြင်းစရာကောင်းနေရတာလဲ Priya Parker ရဲ့ The Art of Gathering စာအုပ်ကအဖြေပေးတယ် ။ဘာလဲလေရှင် သူကပွဲအများစုကတီးကြတဲ့ရည်ရွယ်ချက်မရှိလို့ချရှုံးလာလို့ဆိုတယ်ပွဲမလုပ်ခင်ငါဒီပွဲကိုဘာအတွက်လုပ်တာလဲတက်ရောက်လာသူတွေဘလို့ခံစားချက်နဲ့ပြန်သွားစီချင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့လိုတဲ့ ။အင်း ပြီးတော့သူပြောတဲ့ generous exclusion ဆိုတဲ့အချက်ကိုကျွန်တော်သဘောကျတယ်
လူများများဖိတ်လေကောင်းလေလို့ထင်ကြပေမဲ့ပွားရဲ့ရွေချက်နဲ့မကန့်ညီတဲ့တူတွေကိုမဖိတ်ပဲခြံထားခဲ့ခြင်းဟာတကယ်တက်ရောက်လာတဲ့တူတွေအတွက်ပိုကောင်းတဲ့အတွေ့အကြုံကိုပေးနိုင်တယ်လို့ဆိုတယ် အဲ့ဒီပွဲတစ်ခုမှာရှိတဲ့စီမင်းလေးတွေကနေယဉ်ကျေးမှုတစ်ခုလုံးမှာရှိတဲ့မမြင်ရတဲ့စီမင်းကြီးတွေအထိဆက်ဆက်ကြည့်လို့ရတယ်ရှင် Michelle Gelfand ရဲ့ Rule Makers Rule Breakers စာအုပ်မှာယဉ်ကျေးမှုတွေကိုတင်းကျပ်တဲ့ tight နဲ့လွတ်လပ်တဲ့ loose ဆိုပြီးနှမျိုးခွဲထားတယ် tight and loose cultures ဟုတ်တယ်ဂျာမနီလိုတင်းကျပ်တဲ့ယဉ်ကျေးမှုတွေမှာစီကံကိုအရန်တန်ဖိုးထားတယ်ဘရာဇီးလိုလွတ်လပ်တဲ့ယဉ်ကျေးမှုတွေမှာတော့ပိုပြီးတီးခံတယ်တီထွင်ဖန်တီးမှုကိုအားပေးတယ်ဘယ်တစ်ခုမှပိုကောင်းတယ်လို့မဆိုလို့မနော် ဟုတ်ကဲ့ မိုင်းတစ်လျှောက်မှာဘေးအန်တွေတွေများကြီးဂျုံခဲရတဲ့နိုင်ငံတွေကပိုပြီးတိုက်ဖြစ်လာတတ်ပြီးအေဂျင့်တဲ့နိုင်ငံတွေကပိုပြီး loose ဖြစ်လာတတ်တယ်လို့သူကဆိုတယ် ဒီလိုလူမှုရေးဆိုင်ရာစီမင်းနေတဲ့မှာအပြင်းထန်ဆုံးကတော့နိုင်ငံရေးပဲလီလီယာနာမေဆင်ရဲ့ Uncivil Agreement ကဒီနေ့ကအမေရိကန်နိုင်ငံရေးမှာလူတွေကမူဝါဒကြောင့်မဟုတ်ပဲလူမျိုးစုဆိုင်ရာအမတ်တင်ညာ identity ကြောင့်တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတာလို့ထောက်ပြတယ် identity ကြောင့် ဟုတ်တယ်ငါက Republican ငါ Democrat ဆိုတဲ့အမတ်တင်ညာကကိုယ့်ရဲ့ဘာသာရေးလူမျိုးရေးအမတ်တင်ညာတွေနဲ့ပေါင်းပြီးငါတို့အုပ်စုနဲ့သူတို့အုပ်စုဆိုပြီးအားပြိုင်ဆိုင်မှုတွေဖြစ်လာတယ်အဲ့ဒီအခါကိုယ့်အုပ်စုနိုင်တော့ကအဓိကဖြစ်လာပြီးကိုယ့်အကျိုးစီးပွားကိုထိခိုက်စေမဲ့မူဝါဒကိုတောင်ထောက်ခံတတ်ကြတယ် ဒါဒီကိုခြုံငုံကြည့်လိုက်ရင်ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်ဆိုလားကျွန်တော်တို့မတိစိတ်ကလိုက်နာနေရဲ့စီးမင်းတွေစံနှုန်းတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုတွေ့ရမှာပဲရှင်ဒီအခြေခံစီးမင်းတွေကိုနားလည်လိုက်တဲ့အခါညာစားစားပွဲတစ်ခုကိုစီစဉ်တာအနေစပြီးနိုင်ငံရေးအထိအချီနေတိုင်းကိုပိုပြီးထိထိရောက်ရောက်ကြိုက်တွယ်လာနိုင်တာပေါ့ ကဲကို့အကြောင်းကို့ဦးနောက်အကြောင်းလူဖွဲ့စည်းအကြောင်းဖြောပြပြီးဆိုတော့နောက်ဆုံးအနေနဲ့အကြီးမားဆုံးမိခွန်းကြီးတွေဖြစ်တဲ့ကညမအသိပယ်နဲ့လူသားမျိုးနွယ်ရဲ့ဥဒိယအကြောင်းကိုကြည့်လိုက်ကြအောင် ဒီနေရာမှာလက်ခံဖို့မင်းနဲ့ခက်တဲ့အမှန်တရားတစ်ခုနဲ့စရမယ် David Epstein ရဲ့ The Sports Gene စာအုပ်ကအောင်မြင်မှုမှာမျိုးဗီဇကဘလောက်အရေးပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြထားတယ်ဥပမာအမေရိကန်မှာအရက်9ปีကျော်တဲ့မျိုးသား9ယောက်မှာ10ယောက်ဟာ NBA မှာကစားနေတယ်တဲ့ 9ယောက်မှ10ယောက် ဟုတ်တယ်ဒါဟာမယုံနိုင်စရာကိန်းနန်းပဲစ조사အားထုတ်မှုကအရေးကြီးပြီမဲ့မျိုးဗီဇဆိုင်ရာအားတာချက်ကိုလေ့လျူရှုလို့မရဘူး Catherine Page Harden ကသူရဲ့ The Genetic Lottery စာအုပ်မှာအဲ့ဒီအချက်ကိုပိုပြီးကြည့်ပြန်အောင်ချဲ့လိုက်တယ်ရှင်မျိုးဗီဇဟာအားကစားမှတင်မဟုတ်ပဲဘဝရဲ့ရလက်အားလုံးနီးပါးအပေါ်မှာကြီးမားတဲ့သက်ရောက်မှုရှိပြီးမွေးဖွားလာခြင်းဟာထိပေါက်တယ်လို့ကန်တရားတစ်ခုပဲလို့သူကဆိုတယ် Genetic Lottery မျိုးဗီဇကန်ဆာမဲပေါ့ ဟုတ်တယ်ဒီအချက်ကကျွန်တော်တို့ယုံကြည်ခြင်းတဲ့စူးစမ်းရင်ပါမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားနဲ့ဆန့်ကျင်နေလို့လက်ခံဖို့ခက်တယ်ဒါပေမဲ့တကယ်တရားမျှတတဲ့လူအဖွဲ့အစည်းတစ်ခုတိဆောက်ခြင်းရင်ဒီလိုကံမကောင်းစွာနဲ့မျိုးဗီဇဆိုင်ရာအားနည်းချက်တွေနဲ့မွေးဖွားလာတဲ့သူတွေကိုဘလို့ကူညီမလဲဆိုတာကိုရင်ဆိုင်ဖြည့်ရှင်းဖို့လိုအပ်တယ်လို့သူကစိန်ခေါ်ထားတယ် ဒါပေမဲ့ကျွန်တော်ရဲ့ကံကြမ္မာကိုမျိုးဗီဇတစ်ခုတည်းကစိုးဖြတ်တာတော့မဟုတ်ပြန်ဘူးလေ Robert Wright ရဲ့ Non-Zero စာအုပ်ကလူသမိုင်းတစ်ခုလုံးကိုငှက်တကောင်လိုအပေါ်စီးနဲ့နေကြည့်ပြီးပိုပြီးအကောင်းမြင်တဲ့ရှုထောင့်ကိုပေးလေ ဘယ်လိုမျိုးလဲရှင် သမိုင်းဆိုတာတယောက်နိုင်တယောက်ရှုံ Zero Sum ဆက်ဆံရေးလေးကနေနူးနိဖတ်အနိုင်ရတဲ့ Positive Sum အပြန်လည်ဆက်ဆံရေးတွေစီကိုဥတည်နေတယ်လို့သူကဆိုတယ်ကဘာကြီးမှာလူတွေတူနဲ့တူပိုပြီးချိတ်ဆက်လာတာကပဋိပက္ခထက်ပူးပေါင်းဆောင်ရွက်ခြင်းကအားလုံးအတွက်ပိုအကျိုးရှိတယ်ဆိုတာကိုတက်တည်ပြနေတယ်ပေါ့ အဲ့ဒီအချက်တော့အလွန်အားကောင်းတဲ့မျှော်လင့်ခြင်းတစ်ခုပဲတစ်ဖက်မှာကျွန်တော်တို့တူးချင်းစီဟာမွေးရပါမျိုးဗီဇချီပေါက်ခြင်းရဲ့တတ်မှတ်မှုတွေကိုခံနေရတယ် ဟုတ်တယ် ဒါပေမဲ့တစ်ဖက်မှာလည်းလူသားမျိုးနွယ်တစ်ခုလုံးအနည်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်အားလုံးအတွက်ပိုကောင်းတဲ့ရလဒ်တွေဖန်တီးနိုင်ခြင်းဆိုတဲ့လမ်းကြောင်းပေါ်မှာရှိနေတယ် အဲ့ဒီလိုအခြေအနေတွေထဲမှာကိုယ်ပိုင်အတိတ်ပဲကိုရှာဖွေခြင်းကအစွမ်းထက်ဆုံးထင်နိုင်ပါတယ်ခင်ဗျာ Viktor Frankl ရဲ့ Man's Search for Meaning ထပ်ပို့ပြီးဒီအကြောင်းကိုကောင်းကောင်းပြောနိုင်တဲ့စာအုပ်မရှိတော့ဘူးထင်တယ် အဲ့ဒီစာအုပ်ကတော့တကယ့်ကိုဂန်တွင်ပဲ သူကိုယ်တိုင်နာဇီအချင်းစခန်းတွေထဲမှာ3နှစ်ကြာရှင်သန်ချက်ရသူတယောက်အနေနဲ့ရေးခဲ့တာသူပြောတာကလူတွေအထက်ကတွန်းအားဟာပျော်ရွှင်မှုမဟုတ်ဘူးအတိတ်ပဲဖြစ်တယ်တဲ့ မှန်ပါတယ် ဘလောက်ပဲရစချမ်းကျုပ်တဲ့အခြေအနေမှာဖြစ်ဖြစ်ကိုဘွားအတွက်အတိတ်ပဲတစ်ခုခုကိုရှာတွေ့နိုင်သေးသမျှကာလပလုံးရှင်သန်ဖို့ခွန်အားရှိနေတယ်မယ်လို့ဆိုရဲ ဟုတ်ပါတယ်ရှင်ဒါမျိုးဗီဇနဲ့ကန်ဒီယာရဲ့သတ်မှတ်ချက်တွေကိုကြော်လွှားနိုင်တဲ့လူသားတွေရဲ့စွမ်းအားကိုမိမောင်းထိုးပြနေရပဲကိုယ့်ကိုဘယ်လိုကတ်တွေဝေပေးထားလဲဆိုတာကိုထိန်းချုပ်လို့မရပါနဲ့အဲ့ဒီကတ်တွေနဲ့ဘယ်လိုကစားမလဲဆိုတာကိုတော့ရွေးချယ်နိုင်ခွင့်ရှိနေတော့မယ်ဆိုတဲ့တင်းစကားပဲ ဒါဆိုရင်ဒီရတဲ့အားလုံးကိုပြန်ချုပ်ကြည့်အောင်
ကျွန်တော်တို့ကအလုပ်တစ်ခုကိုပြီးအောင်လုပ်ဖို့လိုအပ်တဲ့ဇွဲလုံးလာကနေစာလီဘဝရဲ့မျိုးဗီဇဆိုင်ရာကန်ဆန်းပဲအထိလူချင်းချင်းစီးရုံပြောဆိုပုံကနေနိုင်ငံရေးအုပ်စုလေးဖွဲ့စည်းပုံအထိလေ့လာခဲ့ကြပြီးပြီ ဟုတ်ကဲ့ ဒီရတဲ့အားလုံးမှာတူညီတဲ့အချက်ကတော့ကဘာကြီးနဲ့ကျွန်တော်တို့ရဲ့စိတ်ဟာအပေါ်ယံကြည့်တာထက်ပိုပြီးရှုပ်ထွေးနေတယ်ဒါပေမဲ့တချင်တည်းမှာပဲပိုပြီးစိတ်ဝင်စားစရာကောင်းတယ်ဆိုတာပါပဲ အတိအကျပဲဒီစာအုပ်တွေကအဲ့ဒီရှုပ်ထွေးနေမှုတွေကိုနားလည်ကိုအတွက်ဘာသာစကားအသစ်တွေရှုထောင့်အသစ်တွေကိုပေးတာပဲရှင် growth mindset resistance type versus loose cultures လို့စကားလုံးတွေဟာအရင်ကမြင်နိုင်ခဲ့တဲ့ပုံစံတွေကိုမြင်နိုင်အောင်ကူညီပေးတဲ့တွေးခေါ်မှုဆိုင်ရာကိရိယာတွေဖြစ်လာတယ် mental tools တွေပေါ့နော် ဟုတ်ပါတယ်ဒီကိရိယာတွေနဲ့ကိုယ့်ပတ်ဝန်းကျင်ကကဘာကြီးကိုရောကိုကိုရောပို့ပြီးနားလည်လာနိုင်တာပေါ့ မူငင်းတင်ဆက်တူကတော့ကျွန်တော်တို့ရဲ့အတွေ့အခေါ်ကိုပြောင်းလဲလိုက်တဲ့အခါကဘာကြီးကိုပါပြောင်းလဲနိုင်တယ်ဆိုတဲ့စကားနဲ့အဆုံးသတ်ထားတယ်ဒါပေမဲ့ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပြန်ချိတ်ဆက်ပြီးကျွန်တော်စိတ်ထဲမှာပေါ်လာတဲ့မေးခွန်းတစ်ခုနဲ့အဆုံးသတ်ချင်တယ်ခင်ဗျာ ဟုတ်ကဲ့ပြောပါရှင် Jonathan Haidt ပြောတယ်လို့ကျွန်တော်တို့ရဲ့ကြိုးကြောင်းဆင်ခြင်မှုဟာစိတ်ခံစားမှုရဲ့တရင်ထုတ်ပြန်ရေးအတွင်းဝန်တာဖြစ်တယ်ဆိုရင်စိတ်ခံစားမှုရာနည်းနည်းရှမ်းရှမ်းယုံကြည်ပြီးသားရာတစ်ခုကိုစောက်တုပ်ကဘလောက်အထိတကယ်ပြောင်းလဲပေးနိုင်မှာလဲအဲ့ဒီစိတ်ခံစားမှုဆိုတဲ့စင်ကြီးကိုလမ်းကြောင်းပြောင်းနိုင်လောက်အောင်အားကောင်းတဲ့အတွေးအခေါ်တစ်ခုဖြစ်ဖို့ဘာတွေလိုအပ်မလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်ပြီးတွေးတောစရာအချက်တစ်ခုပါပဲ